ဒီ hotel ပိုင်ရှင်သေးရင်နဲ့သူ့ရဲ့ hotel ကိုလွန်ဆွဲတဲ့ပွဲကိုကျွန်တော်ဟာတာနှောပြီးတော့ဘာသာစရာရှိသေးလဲသမင်းဟင်းကြံသေးလားဟယ်လိုကအားလုံးမင်္ဂလာပါဒီနေ့မှာကျွန်တော်ကာ2024ခုနှစ်မှာထွက်ရှိထားခဲ့တဲ့4 run run ဆိုရင်ထိုင်းကားလေးနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ဒီကားလေးထဲမှာမိတ်ဆွေတို့လိုမိမယူကိုပတ်စံစုနေတဲ့ netတယောက်ကသူကအင်ရောင်းအိမ်ဝယ်လို့တဲ့ပွဲစားတယောက်ပွဲစားဆိုတော့သူကအိမ်ဝယ်ပြန်ရောင်းတော့သူကနောက်ပိုင်းသူကအိမ်ရောင်းတာပွဲမတည့်တော့သူပတ်စံချီထားတဲ့လူမိုက်တွေကလည်းသူ့စီမှာကျွေးလာတော့သူမိမယူကိုစုထားတဲ့ပတ်စံလေးကိုထုတ်ပေးလိုက်ရတာနက်ကအဲ့မိမယူလို့မရတော့အကျန်အိုက်သွားတော့သူဘယ်လိုလုပ်မလဲဆိုပြီးစဉ်းစားရင်းနဲ့နောက်ဆုံးမှာလိုင်းပေါ်မှာဈေးချူနဲ့ရောင်းနေတဲ့ဟိုတယ်လုံးတွေ့လိုက်တော့အဲ့ဟိုတယ်ဝယ်မယ်ဆိုပြီးတော့သူကဟိုတယ်ကိုသွားကြည့်တဲ့အချိန်ပွဲစားကလည်းဟိုတယ်ကောင်းကြောင်းဘာတွေညာကြီးပြောရင်းနဲ့သူ့ရဲ့ပါလာတဲ့တငယ်ချင်းတွေကသေးချောက်ခံလိုက်ရတော့ဒီဟိုတယ်မွေနဲ့သေးရရှိရဆိုတော့နက်ကမယုံမဲနဲ့ဟိုတယ်ကိုနောက်ဆုံးမှာဝယ်လိုက်တယ်ဗျာဝယ်လိုက်တော့ဟိုတယ်ဝယ်ပြီးရဲ့နောက်ပိုင်းမှာသူ့ကိုသေးရပေါ်တင်း6လာသေးရနဲ့သူ့နဲ့ချမ်းမှာဘလူးတွေလွန်ဆွဲမလဲဒီဟိုတယ်ပိုင်ရှင်သေးရနဲ့သူ့ရဲ့ဟိုတယ်ကိုလွန်ဆွဲတဲ့ပွဲကိုကျွန်တော်ဟာတာနှောပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဗျဆိုတော့ဒီကားလေးကိုကျွန်တော်တို့ရဲ့ Dime Movie Channel မှာ live ကြည့်ရှုလို့ရပါတယ်ကျွန်တော်တို့က Admin Bruno ပါဆိုတော့ဒီဗီဒီယိုမှာမှားတာပါခဲ့လို့ရှိရင်လိုအပ်တာရှိရလို့ရှိရင်အားလုံးစီးရမှာပြောခဲ့လို့ရပါတယ်လို့ channel ရဲ့ link ကိုလည်းကျွန်တော်တို့ရဲ့ဒီ chat box မှာလာပြီးတောင်းလို့ရပါတယ်လို့အားလုံးပဲဘာမှမနောက်မှတွေ့ကြပါ